တုံးမတ်ဆိုတာတဲ့ပိုခဲ့တဲ့ပွဲအားလုံးပဲမင်္ဂလာပါဗျာ Football and Family မှာနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဒီစပေးသွားခြင်းတဲ့အကြောင်းအရာလေးရတော့မနေ့ညရှင်ပြိုင်ကစားခဲ့ကြတဲ့ Everton အတင်းနဲ့ Manchester United တို့ပွဲစဉ်မှာဆိုရင်တော့ Manchester United အတင်းဟာဆိုရင်တော့ 0-1 ဆိုရလတ်နဲ့ပဲနိုင်ရရှိခဲ့ဗျာတလုံးလေးတော့သွင်းကိုဆိုရင်တော့လူစားဝင်ကစားသမားဖြစ်တဲ့ Benjamin Sesko ဟာဆိုရင်တော့သွင်းယူပေးခဲ့တာဖြစ်တယ်ဗျာ Manchester United အတင်းဟာဆိုရင်တော့ဒီနေ့ပွဲမှာဆိုရင်တော့နိုင်ပွဲတစ်ပွဲတစ်ခုတည်းပိုခဲ့တာကိုတွေ့ရတယ်ဗျာ Manchester United ရဲ့ကစားသမားတွေဟာဆိုရင်တော့အတင်းအတွက်ကိုလုံးဝကိုပဲပေးဆက်လိုချင်စိအပြေးဝါနဲ့ကစားခဲ့ပြီးတော့ဒီပွဲမှာဆိုရင်တော့ကက်တစ်ရှင်လို့ပြောလို့ရမယ်ဂိုလီဗာဆန်နာလမန်နဲ့ဆိုရင်လုံးဝကိုပဲထူးရှယ်လွတ်ဆန်းတွေကိုပြသပြီးတော့ Manchester United အတင်းအတွက်ကလင်းရှိပါမကအမှတ်အဖိုးတာတုံးမှတ်ကိုပါယူပေးသွားခဲ့လို့ဆိုနိုင်ရဗျ Manchester United အတင်းဟာဆိုရင်တော့အခုနောက်ပိုင်းကစားခဲ့တဲ့6ပွဲမှာဆိုရင်တော့9ပွဲတိတိကိုနိုင်ပြီးတော့ကျွန်တော်တပွဲပဲတည်ကြထားရဗျအဲ့ဒီရလက်တွေကြောင့် Manchester United အတင်းဟာဆိုရင်တော့နီးပြကာရွက်ကိုဆိုရင်တော့လုံးဝကိုပဲချီကျူးဖို့အတွက်လုံးဝကိုထိုက်တန်တဲ့နီးပြတအုပ်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းပြောချင်တယ်ဗျ Manchester United အတင်းအားဆိုရင်တော့ဒီနေ့ပွဲနိုင်ပွဲကြောင့်သူတို့ကဆိုရင်တော့အဆင့်တုံးကိုရောက်ရှိပြီးတော့ကျွန်တော် Manchester United အတင်းနေပြီဒီပုံစံတိုင်းကဆက်ပြီးတော့သွားနိုင်မယ်ဆိုရင်တော့လာမင်းနဲ့မှာဆိုရင် Champions League ကိုလုံးဝကိုပဲတေချာဖို့ဝင်ခွင့်ရတော့မယ်လို့ပြောနိုင်တယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်